ဟာဒေါ်လာ1ဘီလီယံတန်ဖိုးရှိတဲ့စပရေးတစ်တော်သီးတစ်လုံးဖြစ်ပါတယ်။တခိုက်လောက်ကိုက်လိုက်ရုံနဲ့တင်အထက်ကနေကာဗွန်ပါတဲ့အရည်တွေအစုံမရှိပန်းထွက်လာစေပါတယ်။သူ့ရဲ့ gas ပါဝင်မှုဟာတာမန်ကိုကာကိုလာထက်အစပေါင်း1000လောက်ပိုပြင်းပါတယ်။ဒါပေမဲ့အခက်အခဲကတော့ဒီအသီးဟာ38နှစ်မှတစ်ကြိမ်ပဲပွင့်တာပါလို့တော်များများဟာသူတို့ရဲ့တစ်သက်တာမှာဒီအသီးကိုမြည်ဆန်းခွင့်ရကြမှာမဟုတ်ပါဘူး။ဒီတန်နာရီလာအသီးကိုရရှိဖို့စိတ်ပိုက်ဖြတ်ထားတဲ့တိုရီကိုနဲ့ကိုမတ်စုတို့ဟာကဘာတဝမ်းကိုဖျက်တမ်းပြီးအော်တိုတောင်တန်းစီကိုခီးထွက်ခဲ့ကြပါတယ်။အဲ့ဒီနေရာဟာဘယ်ရာဒီမှာမဆိုစောင်းဥရာဒီကဘယ်တော့မှမကုံဆုံးတဲ့နေရာတစ်ခုပါ။အဲ့ဒီမှာပေါက်တဲ့အသီးတိုင်းဟာလည်းထိတ်တန့်အဆင့်တွေကြီးပါပဲ။ရုတ်တရက်ဆိုသလိုသူတို့ရှေ့မှာစပစ်ချန်ကြီးတစ်ခုပေါ်လာပါတယ်။ကိုမတ်စုရဲ့မျက်လုံးတွေတောက်ပသွားပြီးစပစ်သီးအချို့ကိုလှမ်းယူလိုက်တဲ့အချိန်မှာပဲနောက်တစ်စက္ကန့်မှာအသီးပင်ကပါဆက်ကြီးကိုဟာပြီးသူ့ကိုတဲ့ကိုလုံးဝါမျိုးကိုစူးစမ်းပါတော့တယ်ကိုမတ်စုဟာကြောက်လန့်တကြားအော်ဟစ်လိုက်ပါတယ်ကံကောင်းစွာနဲ့တိုက်ပွဲဝင်ပုတ်တွေဟာအချိန်မီရောက်ရှိလာခဲ့ပါတယ်သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းရှိတဲ့အရှိန်ဝါကတစ်ပင်ကိုနောက်ဆုတ်သွားစေပါတယ်ဒါပေမဲ့ကိုမတ်စုကတော့ဒုက္ခရှာလို့မပြီးသေးပါဘူးသူဟာခြေထောက်ပါတဲ့မှုလေးတစ်လုံးကိုမြင်ပြီးနောက်ကနေလိုက်ဖမ်းပါတယ်သူဟာချော်လဲပြီးမြေကြီးပေါ်ပြင်းပြင်းထန်ထန်ကျသွားပါတယ်သူမောကြည့်လိုက်တဲ့အခါလူမျက်နှာပေါက်နေတဲ့တစ်ပင်ကြီးတစ်ပင်နဲ့မျက်နှာချင်းဆိုင်တိုးပါလေးရောတူရီကိုကတော့တီးမခံနိုင်တော့ပဲမြေကြီးကိုလက်သီးနဲ့တစ်ချက်ထိုးလိုက်ရမှာထွက်ပေါ်လာတဲ့တုန်ခါမှုကြောင့်အဲ့ဒီကြောက်စရာကောင်းတဲ့တစ်ပင်တွေအကုန်လုံးလဲကျကုန်ပါတယ်အန်ဒီယေကိုတီတီလေးကြော်ဖြတ်နိုင်ခဲ့ပေမဲ့ပြင်းထန်တဲ့အစိတ်ရှိတဲ့တီတီပြားအုပ်စုကြီးကသူတို့စီကိုတန်တန်မတ်မတ်ပြန်တန်းလာပြန်ပါတယ်ဒီပြားတွေမှာအရန်ကိုတေးစေနိုင်တဲ့အစိတ်တွေပါရှိပါတယ်တစ်ချက်အထူးခံရယုံနဲ့အသက်ပြောင်းနိုင်ပါတယ်တူရီကိုကချက်ချင်းလှည့်ပြေးပေမဲ့ကိုမတ်စုကတော့အဆိုးရွားဆုံးအချိန်မှာထပ်ပြီးချော်လဲပြန်ပါတယ်အခြေအနေတွေတကယ်ကိုမျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲကောင်းကင်ကနေအစိတ်မိုးတွေရုတ်တရက်ရွာချလာပြီးပြားအုပ်စုကိုချက်ချင်းနှိမ်နှင်းလိုက်ပါတယ်အဲ့ဒီနောက်ွယ်မှာရှိနေသူကတော့နက်ဖျားလေးပါတဲ့ကတယောက်ဖြစ်တဲ့ကိုကိုပဲဖြစ်ပါတယ်သူ့ရဲ့ဘေးမှာတော့ငွေပရင်မောက်ကို CB ဆန်နီလည်းပါလာပါတယ်သူတို့နှစ်ယောက်လုံးကလည်းစပရေးတစ်တော်တီးကိုရှာဖို့ရောက်လာကြတာပါဆန်နီကပြုံးပြီးဘသူအရင်ဆုံးရှာတွေ့မလဲဆိုတာပြန်ပွဲလုပ်ဖို့အကြံပေးလိုက်ပါတယ်အားလုံးကလည်းချက်ချင်းသဘောတူလိုက်ကြပါတယ်ကိုကိုကချက်ချင်းပဲသူ့ရဲ့ကြီးကန်းကို CB ကောင်းကင်ကနေလိုက်ရှာပါတယ်ဆန်နီကတော့ငွေပရင်မရဲ့အထိမခံတဲ့ရှာကိုတုံးပြီးပတ်ဝန်းကျင်ကိုစတင်ဖက်ပါတယ်တိုရီကိုကတော့တိုက်ပွဲဝင်ပုတ်တွေရဲ့ထက်မြက်တဲ့အနက်ခံအာယုံကိုတုံးပြီးခြေရခံပါတယ်တိုက်ပွဲဝင်ပုတ်တွေကသွားလျာမှာသူ့ရဲ့လမ်းကြောင်းကိုမှတ်သားသွားပါတယ်အဲ့ဒီနောက်သတိပေးချက်မရှိပဲတိုက်ပွဲဝင်ပုတ်တွေကအယူမှုဟောင်ပါတော့တယ်အေယာမဂုံးဝက်နှစ်ကောင်ကောင်းကင်ကနေပြုတ်ကျလာပါတယ်သူတို့ဟာကိုလုံးကြီးပေမဲ့အရန်ကိုမြန်မာတဲ့တိုရီကိုကချက်ချင်းတုတ်ပြန်ပြီးလက်သားနဲ့တက်ခတ်လိုက်ပေမဲ့ဝက်ကဘာမှမဖြစ်ပါဘူးအဲ့ဒီဝက်ကတိုရီကိုရှိရာကိုပြေးဝင်လာပြီးသူ့ကိုလွတ်ထွက်သွားအောင်လုပ်လိုက်ပါတယ်ကိုမတ်စုကတော့ပိုးဆိုးပါတယ်တန်တန်းနေတဲ့ဝက်ကောင်ကသူ့ကိုဖမ်းပြီးကောင်းကင်ပေါ်ခေါ်သွားပါတယ်တိုရီကိုကတိုက်ပွဲဝင်ပုတ်တွေပေါ်ခုန်တက်ပြီးချက်ချင်းလိုက်ဖမ်းပေမဲ့ဒီကုန်းဝက်တွေကတော်တော်ညံကောင်းပါတယ်တိုရီကိုအနားတက်လာတာကိုမြင်တာနဲ့သူတို့ကမီးကိုတိုင်းကြီးကိုမှုတ်ထုတ်လိုက်ပါတယ်တိုရီကိုကမီးကိုတွေထဲကနေတိုးထွက်လိုက်တဲ့အခါအေယာမ6ကမ်းမကြီးတစ်ခုရဲ့အဆုံးမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်စူညံတန်တွေကိုကြားပြီးကိုကိုနဲ့ဆန်နီတို့ရောက်လာကြပါတယ်ကိုမတ်စုဟာတောင်ထိပ်တနေရာမှာရှိနေတယ်ဆိုတာသူတို့သိလိုက်ကြပါတယ်တိုက်ပွဲဝင်ပုတ်တွေကတောင်ထိပ်စီကိုအချိန်နဲ့ခုန်တက်လိုက်ပါတယ်ဒါပေမဲ့တောင်ထိပ်ကိုရောက်ခါနီးမှာပဲပြင်းထန်တဲ့လေပြင်းကသူ့ကိုအောက်ကိုတွန်းချလိုက်ပါတယ်ကိုကိုကသူတို့ကိုအချိန်မီဖမ်းမိလိုက်ပြီးတိုရီကိုတို့ကိုအပေါ်ထိခေါ်သွားပေးပါတယ်ဆန်နီရဲ့ငွေပရင်မကလည်းနောက်ကနေကလိုက်လာပါတယ်သူတို့၃ယောက်ရဲ့ညီညွတ်တဲ့လက်တွဲမှုကြောင့်တိုက်ပွဲဝင်ပုတ်တွေဟာတိမ်တိုက်တွေကိုဖောက်ထွက်ပြီးတောင်ထိပ်ပေါ်ဆင်းသက်နိုင်ခဲ့ပါတယ်သူဟာလမ်းပိတ်နေတဲ့ဂွမ်းဝက်တွေကိုဝင်တိုက်ပြီးလွတ်ထွက်သွားအောင်လုပ်လိုက်ပါတယ်တိုရီကိုကသူတို့ကိုအပြတ်သက်ရှင်းလင်းဖို့လုပ်နေတော့မှကိုမတ်စုကချက်ချင်းထားလိုက်ပါတယ်အဲ့ဒီဂွမ်းဝက်တွေကသူ့ကိုဖမ်းသွားရတဲ့အကြောင်းရင်းကသူတဲလာတဲ့ထမင်းလုံးတွေကိုလိုချင်လို့ဖြစ်နေပါတယ်အပြင်ပန်းမှာဘလောက်ပဲတန်ပါတယ်ထင်ရပေမဲ့အဲ့ဒီဂွန်းလူလေးတွေရဲ့အောက်မှာတော့ဒီဂွမ်းဝက်တွေဟာအယိုးနဲ့အရေးပဲကြံပါတော့တယ်အဲ့ဒီအချိန်မှာပဲတိုက်ပွဲဝင်ပုတ်တွေကလေထဲကနေချုံငိမ့်တဲ့အနက်တစ်ခုကိုရလိုက်ပါတယ်သူကတိုရီကိုပါအောင်ဆွဲပြီးရှေ့ကိုချက်ချင်းပြေးထွက်သွားပါတယ်အားလုံးမောကြည့်လိုက်တဲ့အခါမှာတော့နေအောင်အောက်မှာတောက်ပနေတဲ့တနာရီလာစပရီတစ်တော်သီးတွေကိုတွေ့လိုက်ရပါပြီတစ်တော်သီးတွေဟာဖန်သားပြင်လိုကြည်လင်တောက်ပနေပြီးဂျင်းစင်းသီးတွေနဲ့တောင်တူနေပါတယ်တိုရီကိုကမဆောက်နိုင်တော့ပဲတလုံးကိုခူးပြီးအားရပါရကိုက်လိုက်ပါတယ်ပြင်းထန်တဲ့ကာဗွန်ဓာတ်တွေပောက်ကွဲထွက်လာပြီးရေပန်းလိုမျိုးကောင်းကင်ပေါ်ကိုပန်းထွက်သွားပါတယ်လန်းဆန်းတဲ့ဆိုတာပလင်းကိုဖွင့်လိုက်တယ်လို့မျိုးတစ်တော်သီးတွေကနေအရည်တွေအဆက်မပြတ်စီးထွက်လာပါတယ်အားလုံးပျော်ရွှင်စွာဆင်နွှဲနေကြချိန်မှာပဲအရသာအဖွဲ့ချုပ်ရဲ့ဌာနချုပ်မှာတော့စဖိုမှုတယောက်ဟာသူ့ရှိကအေယာမငါးကြီးတစ်ကောင်ရဲ့အကောင်းဆုံးအစိပ်ပိုင်းကိုပဲဂယုတစိုက်ထုတ်ယူနေပါတယ်ကျန်တဲ့အပိုင်းတွေကိုတော့ဘာမှမစင်စားပဲဘေးကိုလွှင့်ပစ်လိုက်ပါတယ်အခြားဟင်းပွဲတွေလည်းထိုနည်းတိုင်းပါပဲအကောင်းဆုံးအပိုင်းတွေကိုပဲယူထားပြီးကျန်တာအားလုံးကိုတော့အောက်ကနှက်ဆိုင်နဲ့တွင်းကြီးတွေကိုပစ်ချလိုက်ပါတယ်အဲ့ဒီတွင်းရဲ့အောက်ခြေမှာတော့နှမျောစရာကောင်းတဲ့အစားအစာတွေဟာတောင်ပုံရပုံအလားဟာတာစွန့်ပစ်ခံထားရပြီးအားလုံးရဲ့မေးလျော့ခြင်းကိုခံထားရပါတယ်